မင်္ဂလာပါရှင်။ Sandy with Mindful Burma ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီတစ်ပတ်အတွက် Sandy with Mindful Burma အစီအစဉ်မှာဆိုရင်အရှိအပတ်ကပြောခဲ့တဲ့ Sinky Land ဆိုတဲ့ခေါင်းစဉ်အောက်ကနေမြေအောက်ကိုတဖြည်းဖြည်းနှိမ့်ကျကျွန်းဝင်သွားတဲ့မြို့တွေအကြောင်းကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကျမတို့အရှိအပတ် Sandy မှာဆိုရင် Sinky Land ဆိုတဲ့ခေါင်းစဉ်အောက်ကနေမြို့နှစ်မြို့ရဲ့အကြောင်းကိုပြောပြသွားပါတယ်။ဘာမြို့တွေလဲဆိုတော့ Netherlands နိုင်ငံက Rotterdam မြို့ရဲ့အင်ဒိုနီးရှားနိုင်ငံကဂျကာတာမြို့အကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီတစ်ပတ် Sandy with Mindful Burma အစီအစဉ်မှာတော့မြန်မာနိုင်ငံရဲ့ရန်ကုန်မြို့အကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ဘလို့စိတ်ဝင်စားစရာအကြောင်းတွေတင်ဆက်ပေးမလဲဆိုတာကိုလည်းနားဆင်ပေးပါအောင်ရှင်။မြေအောက်ကိုတဖြည်းဖြည်းနှိမ့်ကျကျုံဝင်သွားတဲ့မြန်မာနိုင်ငံရဲ့ရန်ကုန်မြို့အကြောင်းကိုရေးသားထားတဲ့သူကတော့ Mindful Burma ရဲ့ volunteer တဦးဖြစ်တဲ့ Thak ပဲဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ရန်ကုန်မြို့အကြောင်းကိုကြည့်ကြရအောင်ပါ။ရန်ကုန်မြို့ကြီးဟာကမ္ဘာပေါ်မှာအမြန်ဆုံးနှိမ့်ဆင်းနေတဲ့မြို့တွေထဲမှာပါဝင်ပါတယ်။မြို့ကြီးရဲ့အစိတ်အပိုင်းတချို့ဟာတစ်နှစ်ကို6စင်တီမီတာအထိနှိမ့်ဆင်းနေတယ်လို့တောင်သိရပါတယ်။ရန်ကုန်ကမ်းရိုးတန်းဒေသကပုံမူကျယ်ပြန့်တဲ့တောင်ပိုင်းမြို့ဝကျွန်းပေါ်ဒေသအတွင်းမှာတည်ရှိပြီးတော့အနောက်ဘက်မှာဆိုရင်ဧရာဝတီတိုင်းဒေသကြီးမြောက်ဘက်နဲ့အရှေ့ဘက်မှာဆိုရင်ပဲခူးတိုင်းဒေသကြီးတောင်ဘက်မှာကပလီပင်လယ်တွေနဲ့နီးနီးကပ်ကပ်ကိုတည်ရှိနေတာပါဒီအချက်တွေကြောင့်ရန်ကုန်မြို့ဟာနှုတ်နယ်ပျော့ပြောင်းတဲ့မြေစီလွာပေါ်မှာတည်ရှိနေတယ်ဆိုတာကိုသိနိုင်ပြီးတော့မြေသားတွေကအချိန်ကြာလာတာနဲ့အမျှသဘာဝအတိုင်းကိုကျုံဆင်းလာနိုင်ပါတယ်ရန်ကုန်မြို့ဟာဆိုရင်မြန်မာနိုင်ငံရဲ့စီးပွားရေးအချက်အချာကျတဲ့မြို့ဖြစ်တယ်လို့လူဦးရေအများဆုံးမြို့လည်းဖြစ်ပါတယ်။ရန်ကုန်မြို့တစ်မြို့ရဲ့လူဦးရေဟာဆိုရင်လေနော်ဝေနိုင်ငံတစ်နိုင်ငံလုံးရဲ့လူဦးရေနဲ့အတူတူလောက်နှီးပါးကိုရှိတယ်လို့သိရပါတယ်။ရန်ကုန်မြို့ကြီးကလူဦးရေတိုးပွားလာတာနဲ့အမျှအိမ်ယာတွေလမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေရေလျှက်စစ်နဲ့အခြေခံအဆောက်အအုံလိုအပ်ချက်တွေကလည်းပုံမမြင့်တက်လာနေပါတယ်။မြေအောက်ရေကိုအတိကအားထားကြပြီးတော့မြေအောက်ရေသုံးစွဲမှုကိုထိန်းချုပ်ပေးနိုင်တဲ့မူဝါဒကတော့ပြည့်စုံရှိမနေပါဘူးဒီလိုမြေအောက်ရေသုံးစွဲမှုကိုခန့်ခွဲမှုအားနည်းတာနဲ့မြေအောက်ရေအလွန်အကျွံထုတ်ယူသုံးစွဲမှုကလည်းမြေပြင်နှိမ့်ဆင်းမှုကိုပိုပြီးတော့ဆိုးဝါးစေပါတယ်ရန်ကုန်မြို့မှာဆိုရင်အထက်မြင့်ကွန်ဒိုနဲ့အဆောက်အဦတွေစက်မှုဇုံတွေကတနေ့တခြားပိုပြီးတော့များပြားလာတာမလို့မြေသားပေါ်ကိုတက်ရောက်တဲ့ဖိအားတွေကလည်းတနေ့တခြားကိုတိုးလာနေပါတယ်အထူးသဖြင့်တော့မြေပြော့ဒေသတွေမှာအထက်မြင့်အဆောက်အဦတွေဆောက်လုပ်လာတာကမြေပြင်နှိမ့်ဆင်းမှုကိုပိုပြီးတော့ဖြစ်စေနိုင်တယ်လို့ပညာရှင်တွေကလည်းသုံးသပ်ထားကြပါတယ်။အဲ့ဒီအပြင်ရာသီဥတုပြောင်းလဲမှုကြောင့်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာနဲ့တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့ဆိုးဝါးလာတဲ့ရေကြီးရေရှမ်းမှုတွေကိုလည်းလစ်လျူရှုထားလို့ကမရပြန်ပါဘူး။မိုးရီတဲတဲထန်ထန်ရွာသွန်းတဲ့အချိန်တွေမှာဆိုရင်ရန်ကုန်မြို့ရဲ့ရေစီးဆင်းမှုနဲ့ရေထုတ်စနစ်တွေမလုံလောက်တာမလို့မြို့တွင်ရေကြီးမှုတွေကလည်းမကြာခဏဆိုသလိုဖြစ်ပေါ်တတ်ပါတယ်။ရန်ကုန်မြို့ကချက်ချင်းလက်ငင်းပင်လယ်ရေအောက်ကိုနစ်မြုပ်ပျောက်ကွယ်သွားမဲ့အခြေအနေတော့မဟုတ်သေးပေမဲ့မြေပြင်နှိမ့်ဆင်းမှုတွေပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုတွေနဲ့မြို့ပြတွေဖွံ့ဖြိုးတိုးတက်မှုဖိအားတွေကြောင့်ရေရှည်မှာတော့စိုးရိမ်ရတဲ့မြို့ပြတစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။ပညာရှင်တွေကတော့မြေအောက်ရေထုတ်ယူသုံးစွဲတာကိုစနစ်တကျထိန်းချုပ်တာတွေရေစီမံခန့်ခွဲမှုအားကောင်းအောင်လှုပ်ဆောင်တာတွေနဲ့ရာသီဥတုပြောင်းလဲမှုအပေါ်မှာကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခြင်းတွေကပဲရန်ကုန်မြို့ကြီးကိုရေရှည်ကာကွယ်နိုင်မဲ့နည်းလမ်းတွေဖြစ်တယ်လို့သုံးသပ်ထားကြပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့ Sandy with Mindful Burma အစီအစဉ်မှာဆိုရင် Sinky Land ရဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဒီမြေတွေတဖြည်းဖြည်းကျုံဝင်နှိမ့်ဆင်းသွားတဲ့အကြောင်းအရာတွေထဲမှာကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ရန်ကုန်မြို့အကြောင်းကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်။ Sandy with Mindful Burma အစီအစဉ်ဟာဆိုရင်စာမဖတ်နိုင်တဲ့လူတွေအတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ YouTube နဲ့ Spotify တို့ကနေပြီးတော့ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ရှင်။အခုလာမယ့် Sunday မှာဆိုရင်လေ Sinky Land ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကျန်ရှိနေသေးတဲ့နောက်ထပ်မြို့နှစ်မြို့အကြောင်းကိုလည်းတင်ဆက်ပေးသွားအောင်မှာဖြစ်တာမလို့ Sandy with Mindful Burma အစီအစဉ်ကိုစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်ရှင်။နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။